ကိုယ့်ရဲ့ကိုယ်ရောဘဲခွာပြီးတော့ ဟုတ်ကဲ့ တနေ့တစ်ကြီးမှာမိမိတို့ကျွမ်းကျင်ရာဘာသာရက်နဲ့သွားလာလှုပ်ရှားလှုပ်ခိုင်းစားပေါက်ပြီးတော့ပရိယေတော်ဝမ်းစာကြောင့် ဟုတ်ကဲ့ ရွာကိုလည်းခွဲခွာကြရတယ် ဒါပေါ့ဆရာကြီး ရွာကိုခွဲခွာရသလိုရွာမှာကြံခဲ့တဲ့တငယ်ချင်းတွေကိုလည်းပဲခွဲခွာခဲ့ကြရတယ် ဟုတ်တာပေါ့ ဘယ်လိုပဲခွဲခွာလာကြရပြီမဲလို့ကိုစောကြီး ဆရာ ကိုယ့်ရဲ့ကိုယ့်ရွာဆိုတာမင်းနိုင်ကောင်းသောအရာမဟုတ်ပါဘူး လူဟာမပြောပါနဲ့ဆရာကြီး နဲ နွားများတောင်မှအချိန်တန်တော့ချီတိုင်းကိုအမှတ်ရကြသေးတာပဲ ဒီသဘောပဲ ဟုတ်ကဲ့ ကိုယ့်ရဲ့မွေးရမြင်ချက်မြုပ်ဇာတိဆိုတာမိပြောက်ကောင်းသောအရာလဲမဟုတ်တယ်လို့မိနိုင်သောအရာလဲမဟုတ်ပါဘူး ဘယ်မိနေမှာမလို့ ကိုယ့်ရဲ့ရွာကိုယ်တငယ်ချင်းတွေကိုခွဲခွာပြီးတော့မြို့ကြီးပြကြီးမှာစီးပွားရေးရှား ဟုတ်ကဲ့ ကြီးပွားချမ်းသာနေကြတာမှန်ပေမဲ့လို့အချိန်တန်တော့ရွာကိုပဲလွမ်းကြရတာပါဘူးဗျာ ဟုတ်တာပေါ့ဗျာ ဟုတ်ပြီနော် ဟုတ်ကဲ့ ဟောရွာမှာအလူပွဲရှိတယ်ယခုလူပေါ်လေးကထိန်ပွဲကြီးပြုလုပ်တယ်အတန်ကြားရဝေးမှာရောက်နေရပြီမယ်လို့ရွာရဲ့စိတ်ကတဖွာဖွာပေါ်ပေါက်လာတော့ ဟုတ်ကဲ့ ရောက်အောင်ပြန်ခြင်းတဲ့စိတ်တွေဟာလေတဖွာဖွာဖြစ်ကောင်းဖြစ်နေပါလိမ့်မယ် ဟုတ်တာပေါ့ ထိုနည်းတူစွာပဲကိုစိုးရင် ဟုတ်ကဲ့ ကျွန်တော်ရဲ့မွေးရဲ့ဇာတိဆိုတာကလည်းမကွေးတိုင်းကျင်ညောင်းမြို့နယ်အရှိကုန်းအုပ်စုညောင်းကုန်းဆိုတဲ့ရွာဟာကျွန်တော်ကိုမွေးထုတ်လိုက်တဲ့ရွာပါ ကြည်လက်တော်ရော်လေးတေရွာပေါ့ စနဘုတ်ရွာလေးတွေရွာမှာကျွန်တော်ကြီးပြင်းလာရတာပါ ဟုတ်ကဲ့ ကျွန်တော်17နှစ်သားတွေကရွာနဲ့တငယ်ချင်းတွေကိုလမ်းခွဲလာခဲ့ ဟုတ်ကဲ့ နှစ်ပေါင်းတော့ကြာလာပါ ဟုတ်တာပေါ့ အဲ့ဒီမှာကိုစိုးရဲ့ ပြောပါ မိုးရင်းကာလရောက်လို့မိုးလီတွေမြတပြိုင်ပင်ကြာလာပြီဆိုရင်လေရွာကိုလွမ်းသလိုလိုရွာကတငယ်ချင်းတွေကိုသတိရတယ်လို့နဲ့တလှက်လှက်ခံစားခဲ့ရတာအမှန်ပဲဗျာ ဟုတ်တာပေါ့ဗျာ ။အော်ခုလောက်ဆိုရင်ငါတငယ်ချင်းလေရွာမှာမိုးရီကြတော့ထွေးကြီးပြင်းလို့လေကွင်းတွေထဲမှာရွှွန့်လေးဘွက်တွေနဲ့ကျွဲနဲ့နွားနဲ့ဖက်ယုံမီရှာပါရော့လား ဟုတ်ကဲ့ ။ဟုတ်ပြီနော် ဟုတ်ကဲ့ ။အော်တို့ရွာလီဒီလောက်ဆိုရင်ဘလောက်ညံသားရနေသလဲလို့မှန်းမြော်ပြီးကြည့်ပြီးတော့လွမ်းခဲ့ရတာလေအချိန်ချင်းပါပဲ ဒါပေါ့ဗျာလူတိုင်းဟာကိုကျွမ်းကျင်တဲ့ဘာသာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေရပေမဲ့လို့ရွာမှာရှိတဲ့ရွာမှာကြံနေခဲ့တဲ့တငယ်ချင်းတွေနဲ့အတူရွာနဲ့အတူကိုယ့်ရဲ့ငယ်ပေါင်းကြီးပေါ်တွေကိုတစ်ခါမှပြောမပြတတ်လောက်အောင်ကိုသတိရတယ်ခံစားရတာပဲ ။ငယ်ကချစ်ခဲ့ကြတယ်တငယ်ချင်းတွေယခုလိုပြန်တွေ့ရတဲ့အခါကျတော့ကိုစိုးရဲ့ ပြောပါ တတန်းတာတာနဲ့လွမ်းခဲ့ရတာဒီရွာတရားဆိုတဲ့ဒီတချင်းလေးဟာကျွန်တော်ရဲ့ဘဝမှာအမြဲတမ်းလက်ကင်ထားပြီးမိမရတဲ့တချင်းလေးပါ ဟုတ်ကဲ့ ဟုတ်ပြီနော် ဟုတ်ကဲ့ အော်ခုလောက်ဆိုရင်တို့ရွာလေးတာယာနေလောက်ပြီကွာ ဟုတ်ကဲ့ ဟုတ်ပြီနော် ဟုတ်ကဲ့ ဟောပဲဒီနန်းလေးတာယာဝါပြောလို့ကြီးလေကျမ်းမာရေးစီကန်းတွေနဲ့စာသင်ကျောင်းတွေနဲ့လျှက်စစ်မီးအောင်တထိန်ထိန်နဲ့တို့ရွာလေးတိုးတက်နေပါပေါ့လားတို့ရွာလေးတာယာနေပါပေါ့လားလို့ရွာနဲ့ရွာမှာရှိတဲ့တငယ်ချင်းတွေလွမ်းစွသတိရတဲ့အနေနဲ့ ဟုတ်ကဲ့ ကျုပ်ဒီတချင်းလေးဆက်ပြီးခန်းစားဆိုပြအောင်မယ်ဗျာ ရွာသားရ ရွာတာယာမောပစ္စုံဒီဝါအသေးသေးမဆဲရွာသွန်းနေတော့လားမိုးလုံးချိုကြလျက်စစ်ရှိတိုင်းဘလာတခွင်ဆိုင်လို့လားအိုးလွန်တရားတကြီးကတီထားသည်ပမာကိုရိုရွာဒီချင်းဒီကာလာမှာမိုးကြသည်ခါလေကွင်းတွင်ထွေးပြရရရှာရှင်လွန်တွင်မှာသက်စင်းကတူငါဒီနေ့တိုင်းမမေ့နိုင်ကိုယ်စိတ်ထဲတငယ်ချင်းများကိုအမြင်မြင်ရောက်ငါသာလွမ်းလို့ပဲရှိလာတာတို့ရွာလေးတာယာ
သောအနုပညာပတိကားကြဖွင့်ကိုတို့ရွာဒီရှိဒီကာလမှာမိုးကြရီခါလေကွယ်တွင်ထွေးပြေကြရရှာရှင်လွန်တွင်မှာသက်စင်းကတူငါဒီနေ့တိုင်းမမေ့နိုင်ကိုစိတ်ထဲတငယ်ချင်းများကိုအမြင်မြင်အောင်ငါသာလွန်ကလေးပဲရှိလာတာတို့ရွာလေးသာယာ